ကရှစ်6တဲ့အောင်မြင်သွားပြီဗျာနော်ကဲအားလုံးဝမ်းသာပါတယ်ကဲညီလေးတို့အောင်မြင်သွားတဲ့အတွက်ကျွန်တော်လည်းဝမ်းသာရတာပေါ့ဟုတ်တယ်မလားကိုမင်းကတော့အမြဲပျော်နေမှာပဲဗျာနော်ခင်ဗျားတို့လည်းပျော်လေးဖြစ်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ထားပါနော် notification လေးနဲ့အသေးလေးပြီးသွားပါဒါကတော့လူတိုင်းလုပ်တတ်ကြမှာပါနော်ကဲဒီမှာကျွန်တော် main ပေးထားတဲ့ကဏ္ဍနှစ်ခွက်ကလည်းတော်တော်လေးမိုက်တယ်ဗျာ80 86ဆိုတော့လေနော်မိုက်တယ်ဗျာဟိုကရန်ခွက်ကလေးတွေကတော့ဒါမထိုးမဖြစ်တော့ never ကိုလိုက်ထိုးရမယ်ဗျာနော်ဆရာနဲ့တပည့်လက်ဆောင်ထက်တဲ့ကောင်လေးတယောက်ရှိသေးတယ်ဗျာနော်ကျွန်တော်လေးကတော်တော်လေးတော့လက်ဆောင်ထက်မယ်ဗျာနော်သူထိုးသွားတာလေးကတော်တော်လှရနော်2သိန်းအား2000ကျွန်တော်ပေးတာကိုပဲတဲ့ပဲထိုးတာဆိုတော့လေအဆင်ပြေကြပါစေအားလုံးပဲနော်ညီလေးတို့ကဲကိုပြောချင်တာတော့ကိုယ့်ရဲ့ like လေးကိုညီလေးတို့တွေ subscribe လေးလုပ်ထားပါကိုယ့်ရဲ့ channel လေးကိုလေ subscribe လုပ်ထားကြပါနော်ကဲအားလုံးပဲအသီးသီးအောင်မြင်ရမယ်ဗျာဒီညနေအတွက်လိုချင်တယ်ဆိုလို့ရှိရင်ဒါလေးကိုမဖြစ်မနေကြည့်ရဆိုရင် share ပေးကြပါနော်အားလုံးပဲအဆင်ပြေဖို့အတွက်ကိုဒါပြောပြရတာပါကဲဝမ်းသာတယ်ဗျာဝမ်းသာတယ်အကုန်လုံးအဆင်ပြေတဲ့အတွက်ဝမ်းသာနေရမှာပဲလေကိုမင်းအတွက်ကတော့နော်အားလုံးပဲဒီနေရာမှာနေပဲ